တွေ့တမင်နှလုံးလေးစိုက်ကိုလေးသူအပြုံးနဲ့နှုတ်ဆက်ကရဲ့ခွဲသွားမေသူဘယ်လိုကြွေးများရှိလာတဲ့သူတို့တာခုမှတွေ့ကြကရဲ့ခွဲသွားစိတ်ထဲမှာလေတကယ်ခံစားရပေါ်ကွယ်မခွဲစုတို့တွေမလားစိတ်အားငယ်နာရဲ့အဝေးရောက်သွားရင်မမေ့နဲ့ဒီတစ်ခါနှုတ်ဆုံးလားနှောင်ရပြီလုံနာရှမ်းစကားတွေနဲ့နှုတ်ဆက်ကြတယ်ဘယ်လိုကြွေးများရှိလာတဲ့သူတို့တာ